မင်္ဂလာပါတကြားသုံးစုံရေသုံးစုံကိုစားသူထည့်ပြီးဝိုင်းရင်မိနည်းနဲ့ကြိုသွားပေးရပါမယ်အယောင်ကတော့မိမိကြိုက်နှစ်သက်တဲ့အယောင်အနေထားထိထားပေးလို့ရပါတယ်ပြီးွားရင်အသုံးပြုမဲ့ခွက်ပကံတွေကိုထည့်ပေးပါနှုတ်စိန်ဘူးကြီးတစ်ဘူးသုံးပြီးတော့နှုတ်စီငါးစွန်းကိုအသုံးပြုထားပါတယ်ဂျုံမုံနှစ်စွန်းစားအနှဲငယ်ထည့်ပြီးွားရင်တော့ဆက်နဲ့ကြိတ်ပေးပါဆက်နဲ့မကြိတ်ချင်ဘူးဆိုလည်းမှွေလို့ရပါတယ်ပြီးွားရင်ကျွန်တော်တို့စကားလေးနဲ့စစ်ပေးပါကြက်ဥလေးလုံးကိုအသုံးပြုထားပါတယ်ကြက်ဥကိုလည်းထိုနည်းအတိုင်းပဲစကားလေးနဲ့စစ်ပြီးတော့ထည့်ပြီးရောသမမှွေပေးသွားပါထောပတ်စီအနှဲငယ်ထည့်ပေးထားပါတယ်ဒီနေရာမှာအချိုကြိုက်တယ်ဆိုရင်တော့တကြားထည့်လို့ရပါတယ်ကျွန်တော်ကစိမ့်စိမ့်လေးစားခြင်းတဲ့အတွက်မထည့်တော့ပါဘူးပြီးသွားရင်တကြားရည်ထည့်ထားတဲ့ခွက်တွေကိုမုံနဲ့အရည်လေးထည့်ပေးထားပါအားလုံးထဲလို့ပြီးသွားပြီဆိုရင်တော့စပြီးပေါင်းပါမယ်ပေါင်းတဲ့အခါမှာကျွန်တော်မုတ်ထဲကိုရေဒီဝင်မှာဆိုလို့အပေါ်ကနေပိတ်စနဲ့အုပ်ပြီးတော့အဖုံးကိုအုပ်ထားပါတယ်မိနစ်30လောက်ကြာအောင်ပေါင်းပေးပါပေါင်းလို့ကြက်လားမကြက်လားဆိုတာကိုကျွန်တော်တို့ဒုံးနဲ့ထိုးကြည့်ရင်သိပါတယ်ဒုံးမှာမုတ်နှစ်လေးတွေကတ်နေရဆိုရင်တော့ကျွန်တော်တို့မကြက်သေးပါဘူးပေါင်းတဲ့အခါမှာအထုအပားပေါ်မူတည်ပြီးတော့ကြာချိန်ကွာခြားနိုင်ပါတယ်ကျွန်တော်ကပပလေးဖြစ်တဲ့အတွက်ဒီလောက်ကြာပေမဲ့မုတ်အရင်ထွင်ရင်တော့ဒီထက်ကြာနိုင်ပါတယ်ကျွန်တော်တို့အပေါ်ကနေပြီးနှုတ်စိမ်းလေးအခုလိုမျိုးထပ်ပြီးစမ်းပြီးစားမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့နှုတ်စိမ်းပူတင်လေးကအရန်ယူစားကောင်းတဲ့မုတ်တစ်ခုပါအရန်လည်းမချို့သလိုစိမ့်စိမ့်လေးနဲ့အရန်စားကောင်းပါတယ်တခါမှနှုတ်စိမ်းပူတင်မစားဘူးဆိုရင်တော့စားကြည့်ဖို့လမ်းညွှန်ခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်